လုံးဟာဝုန်းကနေပြေးဝင်လာပြီးဖုံးထားတဲ့အဝတ်ကိုဆွဲခွာချလိုက်တာကြောင့်မခရဲ့မျိုးဗီစပြောင်းလဲနေတဲ့တားရဲကောင်ပုံစံကြီးကလူများရှေ့မှာအထင်သားပေါ်ထွက်သွားပါတော့တယ်ဒါကိုမြင်လိုက်ရတဲ့လူကြီးလည်းချက်ချင်းပဲထိတ်လန့်တုန်လှုပ်ပြီးရုံရင်းဆန်ခတ်ဖြစ်ကုန်ကြပါတယ်သူဟာတစ်ချိန်ကမိပြတိုက်ရဲ့သူရဲကောင်းတစ်ယောက်ဖြစ်ခဲ့ဘူးလေဆိုတာကိုဘသူတူတစ်ယောက်မှမမိကြတော့ပါဘူးအဲ့ဒီအချိန်မှာရှာတို့ကအဖွဲ့ဝင်တွေကလည်းအကွက်ကောင်းကိုအသုံးချပြီးစူပူအောင်မြောက်ပင်ပေးကြပါတော့တယ်ဒီလိုဝတ်ပြုစုတောင်းပွဲကဘာဦးထုံနှန်းစင်လာထဲမှာတားရဲတကောင်အတွက်နေရာမရှိဘူးသူ့ကိုဒီနေရာတင်ချက်ချင်းကွမျက်ပြရမယ်ဆိုပြီးအော်ဟစ်အုံကြွကြွလှုပ်လာကြတာပါကျွန်တော်လည်းလူအုပ်ကြီးငိမ့်သက်သွားအောင်နဲလန်းမျိုးစုံနဲ့စူးစမ်းဖြောင်းဖျခဲ့ပေမဲ့ကျွန်တော်ရဲ့အတန်ဟာဒေါသရကြီးအော်ဟစ်နေကြတဲ့ဆူညံတန်တွေအောက်မှာလုံးဝပျောက်ကွယ်သွားခဲ့ရပါတယ်မတ်နဲ့ကျွန်တော်ဟာလူအုပ်ကြီးရဲ့အလဲမှာပိတ်မိနေပြီသူတို့ရဲ့လက်တီးချက်တွေခဲပြုတ်တွေနဲ့ပြင်းထန်တဲ့မုန်းတီးမှုတွေဟာကျွန်တော်တို့အော်ကိုမုန်တိုင်းတစ်ခုလိုဝေယုံတုံးကားကြားရောက်လာပါတော့တယ်အခြေအနေတွေဟာလုံးဝထိမ့်မနိုင်သေးမရဖြစ်ခါနီးဆဲဆဲမှာပဲ468ဟာမျက်နှာတစ်ခုလုံးအပြစ်မကင်းတဲ့အရေးအယောင်တွေနဲ့ရှေ့ကိုတက်လာပြီးကျွန်တော်ဘက်ကနေရက်တီဖို့ရေးချယ်လိုက်ပါတယ်ဒါပေမဲ့သူပါလာရင်တောင်မှအင်အားချင်းကတော့မိုးနဲ့မြေလိုကွာခြားနေအောင်ပါပဲအဲ့ဒီအချိန်မှာပဲလုံးဟာကျွန်တော်နောက်ကနေဓာတ်တစ်ချောင်းနဲ့ခိုးကြောင်ခိုးဝက်ကလာပြီးတိုက်ခိုက်ဖို့ပြင်ဆင်နေတော့အဝေးကနေပြစ်လွတ်လိုက်တဲ့လေးစားချက်တစ်ခုကသူ့ကိုမြေပြင်ပေါ်လဲကျသွားအောင်မှုထုတ်ပစ်လိုက်ပါတယ်။ချားစ်နဲ့လိုက်ဘရင်ကအဖွဲ့သားတွေရောက်လာခဲ့ကြတာပါဒါပေမဲ့သူတို့ရောက်လာတာဟာမတ်ကိုကယ်ဖို့မဟုတ်ပဲဝတ်ပြုစုတောင်းပွဲကိုဘယ်သူမှလာမနှောက်ယှက်နိုင်အောင်တားဆီးဖို့ပဲဖြစ်ပါတယ်။ချားစ်ရဲ့လူတွေကမတ်ကိုအရှင်လက်လက်မိရှို့တက်ပြရမယ်လို့အော်ဟစ်ကြပြီးချားစ်ကိုယ်တိုင်ကလည်းဘာမှဝေခွဲမနေပဲအဲ့ဒီနေရာတင်ကွမျက်ဖို့ချက်ချင်းအမိန်ပေးလိုက်ပါတော့တယ်။မတ်ခါမိဘုံစီကိုအတင်းဆွဲခေါ်သွားခြင်းခံလိုက်ရပြီးကျွန်တော်ကတော့ဘာမှမလုပ်နိုင်ပဲဒီအတိုင်းထိုင်ကြည့်နေရအောင်တန်ချေချင်းအကြီးကြီးတွေနဲ့အခြေခံထားရပါတယ်။မိတောင်မိရှန်တွေဟာဝုန်းကနေထထဝါခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲကြီးစံတတောင်းကလေထုကိုဖျက်တမ်းပြီးကိုမျက်မှုကိုလှုပ်ဆောင်နေတဲ့အနီရောင်စက်ရုပ်ကြီးစီကိုတဲ့ကြီးစိုက်ဝင်သွားကပြင်းထန်တဲ့ပေါက်ကဲမှုကြီးဖြစ်ပွားသွားပါတော့တယ်။ဒါကြောင့်ဝတ်ပြုစုတောင်းပွဲကြီးလည်းအတင်းတမ်းမှရပ်တန့်သွားခဲ့ရပါတယ်။နောက်ဆုံးတော့ရှူဟာတွေလှုပ်ရှားလာခဲ့ပါပြီအမဲလိုက်သမားတွေဟာမတ်ကိုကဲတင်ဖို့ဘယ်တော့မှလက်မလျှော့ခဲ့ပဲအကောင်းဆုံးအချိန်ကိုပဲစောင့်ဆိုင်းနေခဲ့ကြတာပါပုံမများပြတဲ့အမဲလိုက်သမားတွေထပ်မံရောက်ရှိလာပြီးတဧရိယာလုံးကိုဝိုင်းထားလိုက်ကြပါတယ်အဲ့ဒီချိန်မှာပဲချားစ်ဟာကာဘင်စီကိုဘုံတလုံးကိုပြင်းထန်တဲ့သတင်းစကားတစ်ခုပြောလိုက်ပါတယ်အဲ့ဒါကတော့မတ်ရဲ့လူသားပုံစံကိုတက်ခဲ့တဲ့သူဟာ4068ဖြစ်တယ်ဆိုတာပါပဲကာဘင်တယောက်စွန့်ပြီးတုံးလို့သွားခဲ့ရပါတယ်အဲ့ဒီစက္ကန့်ပိုင်းအတွင်းမှာပဲမျက်နှာဖုံးဆက်ထားတဲ့လူကကာဘင်ရဲ့လေပင်ကိုအမိအယလက်ညှစ်လိုက်ပါတယ်ကာဘင်ဟာတတိပေးဖို့အော်ဟစ်ဖို့ကြိုးစားခဲ့ပေမဲ့ဘာအတန်မှထွက်မလာခင်မှာတင်မိတောက်တွေကြားတဲ့မြေပြင်ပေါ်ကိုလဲကျသွားခဲ့ရပါတယ်အမဲလိုက်သမားတွေလည်းစိတ်လွတ်သွားပြီးချားစီကိုတင်းနက်တွေနဲ့တရက်ဆက်ပစ်ခတ်ကြပါတော့တယ်ဒါပေမဲ့ကောင်းကင်ရန်ကနေဒုံးကြီးတစင်ရုပ်တရက်ဖြတ်ပြန်လာပြီးသူတို့ရှိတဲ့နေရာကိုတဲ့ကြီးထိမှန်သွားကနားကွဲမတက်ပြင်းထန်တဲ့ပောက်ကွဲမှုကြီးဖြစ်ပွားသွားပါတော့တယ်အားလုံးပဲအကာအကွယ်ရှာကြတော့